အားကြောင့်လေတော့မသိဘူးရွှမ်းရကြောင်ရှောင်းရမ်းအမေရဲ့အုတ်ကူရှိမှာမတ်တက်ရက်ပြီးအယိုးသေးဖြူနေပါတယ်အယိုးသေးဖြူပြီးပြုံးစီနဲ့ပြီးသွားပါပြီကြားဆောင်ကြီးတစ်ခုရဲ့အစွန်မှာမောင်ရှောင်းရမ်းတယောက်ကတော့အထားကြကြနဲ့ကြင်ကြံနေပါတယ်အသက်ကိုဝါရှူလိုက်ပြီးသူ့ရဲ့လက်တွေမှာဝဲဆွဲနေလို့ဘာဆေးလင်းရမလဲကြည်နေတော့ရွှမ်းရတယောက်ခုံဆွနဲ့ရောက်လာပါတယ်ရွှမ်းကရောက်လာတော့မောင်ရှောင်းရမ်းကသပြင်းနေချနေပါတယ်သူတယောက်တည်းနေမယ်လို့ဖြိုးထားတာကိုရောက်လာတယ်ဆိုပြီးပေါ့ရွှမ်းကသူနှစ်သိမ့်ပေးတာကိုမလိုဘူးလားဆိုတော့ကိစ္စတွေဖြစ်တဲ့နောက်မှာမောင်ရှောင်းရမ်းတယောက်ဆွမ်းအားပိုကြီးလာကိုလိုနေတာမို့အမှန်ကန်စူးစမ်းမှရတော့မှာပါမစူးစမ်းရင်လည်းမလင်းခံရအောင်ပါလေပြီးခဲ့တဲ့3နှစ်အတွင်းမှာစိတ်ပြည့်တွေးဝေးစွာနဲ့နေခဲ့ရပြီးမြဲရွှမ်းအားလေးကရှိနေပြီးတော့ရှောင်းရမ်းအတွက်တော့အဆင်ပြေနေပါတယ်။မောင်ရှောင်းရမ်းကသာပျော်ရွှင်မယ်ဆိုရွှမ်းအားကရှောင်းရမ်းရဲ့ပြီးမှတသက်လုံးရှိနေမယ်ဆိုတော့မောင်ရှောင်းရမ်းကဖျော်လို့ကိုမရဘူးဆိုပြီးပါးကိုတွားဖြစ်လိုက်ပါသေးတယ်။ brother တို့ကျင်းနဲ့လာတော့မသိဘူးရွှမ်းအားလေးကတော့မျက်နာကြီးကိုဖြီလို့စေဝါပင်တွေဝဲယူဖို့ပတ်စံလိုနေတဲ့ရှောင်းရမ်းကတော့ရွှမ်းအားစီမှာပတ်စံချေးနေပါပြီ။အခုချိန်မှာအစီမပြေနေတဲ့သူ့အဖေကိုလည်းဒုက္ခမပေးချင်တာမို့လေရွှမ်းအားကတော့ကိုရှောင်းရမ်းပလောက်လိုလဲပေါ့ငွေ1000ဆိုလောက်လားဆိုတော့မလောက်မှကြောက်ပေမဲ့စမ်းကြည့်မယ်ဆိုတော့ရွှမ်းအားကခရမ်းရောင်ကက်ပြားတစ်ကက်ကိုထုတ်ပြလိုက်ပါတယ်အဲ့ဒီကက်နဲ့ဆိုရင်တော့လိုတာတဲ့များကြီးပုံနေပြီမို့မောင်ရှောင်းရမ်းတယောက်အားနာနေရတော့ရွှမ်းအားကအားနာစရာမလိုဘူးတယ်လीသူ့မှာလဲတောင်းဆိုစရာတခုရှိတယ်ဆိုပြီးရှောင်းရမ်းကိုဈေးဝယ်အသူခေါ်သွားဖို့ပြောနေပါပြီရွှမ်းအားရတောင်းဆိုစရာကရှောင်းရမ်းကျလာအတော်လေးကိုအပန်းကြီးသွားရှာပါတယ်မောင်ရှောင်းရမ်းနဲ့ရွှမ်းအားလီတို့ကတော့ဈေးထဲကိုအထာကြနဲ့အတူဝင်လာပါပြီဈေးဒီစီရောက်တဲ့ဆိုင်ကိုရောက်တော့ဆိုင်အကူတယောက်ထွက်လာပြီးဧခန်းနေပါတယ်ရွှမ်းအားကရှောင်းမိသားစုကပြောသည်သူ့မှာပါလာတဲ့ခရမ်းရောင်ကက်ကိုထုတ်ပြတော့ဝင်ခွင့်ပြုလိုက်ပါတယ်ရွှမ်းအားတို့ဒီဆိုင်အကူကိုတခါမှမမြင်ဘူးတာမို့မေးကြည့်တော့အစ်စ်ရောက်လာတဲ့သူချင်းနေပါတယ်ရှောင်းရမ်းတို့ဆိုင်ကနေဝင်သွားတာကိုကြားလျက်မိသားစုရဲ့အဆောင်တွေကကြည့်နေခဲ့ပါတယ်ဆိုင်အကူကတော့ဈေးဝယ်ဖို့အကြသူတို့ဆိုင်ကိုလာတာကနေရအမှန်ကိုရောက်လာတာပဲတဲ့လीသူတို့ရဲ့ဆိုင်ကလီလန်ခဲမနဲ့ချိတ်ဆက်နေတာမို့လိုအပ်တဲ့ဘဲဆေးဝါးကိုမှဆိုဝယ်ယူလို့ရနေပါတယ်အဝါရောင်စမ်းသွေးသလင်းကြောက်ဆိုတော့ရွှမ်းအားကတိနေပေမဲ့မောင်ရှောင်းရမ်းကမတိတာမို့ရွှမ်းအားကရှင်းပြပေးနေရပါတယ်တူချီနေမျိုးတစ်ခုလုံးမှာတော့ထင်းရှားပြီးရှားပါတဲ့ပစ္စည်းမျိုးကိုတော့မောင်ရှောင်းရမ်းကတော့မတိဘူးဖြစ်နေပါတယ်ဆန်ကူကဘာများလို့ချင်လဲဆိုတော့ရှောင်းရမ်းကသူ့ဆရာပိတ်ထားတဲ့ဈေးညွှန်းထက်မှာပါတဲ့ဈေးဝါးပစ္စည်းတွေကိုမှာယူနေပါတယ်ရွှမ်းအားကမဝယ်သေးငယ်အရင်ဆုံးအရေးသွေးကြည့်မိပြောတော့လက်စွပ်ထန်းကအဖိုးကြီးတောင်အထင်ကြီးသွားရပါတယ်စေဝါပင်တွေထုတ်ပြတာတော့မောင်ရှောင်းရမ်းကတော့သူတိတယ်လို့နဲ့ရှောက်ကုန်ကြီးကတကယ်တော့သူကဘာမှမသိဘူးလက်စွပ်ထဲကအဖိုးကြီးကစစ်ဆေးနေရတာပါစေဝါတွေကတော့ပြဿနာမရှိပါဘူးဒါပေမဲ့ငွေကတော့1900ရှင်းလိုက်ရပါတယ်ရွှမ်းအားကိုပေါင်းချစစ်ခိုင်းပြီးရှောင်းရမ်းကိုဒီလောက်တန်ဖိုးကြီးတဲ့စေဝါတွေနဲ့ဘာလို့မှုလဲမေးနေတော့ဒါမျိုးတော့လဲပါတယ်မောင်ရှောင်းရမ်းကယူဝက်ချက်ဆိုပြီးထွက်လာခဲ့လိုက်ပါတယ်အဲ့ဒီလောက်ကြီးတဲ့ဆိုင်ရဲ့ဆိုင်ကူကသူတို့ကိုမတိတာမဖြစ်နိုင်တာမို့အခုခုလွှဲစားခြင်းတွေပုံပေါ်နေပါတယ်ရှောင်းရမ်းတို့ကိုမတိတယ်လို့ဟန်ဆောင်ပြီးသတင်းလိုက်ခြင်းသားမျိုးလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ရွှမ်းဟာရဲ့ခရမ်းရောင်ကပြားနဲ့ချမ်းခောက်ထားတာမို့အရာအလုံးအဆင်ပြေနေပါတယ်။စေဝါတွေကလည်းပြဿနာမရှိလို့ကိစ္စမရှိဘူးလေ။ပစ္စည်းတွေကအရေးသွေးမြင့်ပေမဲ့ငွေကုန်ကျစရိတ်ကများနေတာမို့သွေးတိုးနေချင်းအဝါရောင်စမ်းသွေးသလင်းကြောက်ရဲ့ဈေးကိုသာသိမယ်ဆိုပိုပြီးအန်ဩသွားမှာဆိုတော့မောင်ရှောင်းရမ်းကတော့မတိတာပဲကောင်းနေတယ်လေ။ရှောင်းရမ်းတို့ဖယ်သွားရမလဲလမ်းရွေးနေချင်းစောနကသူတို့ဝဲခဲ့တဲ့ဆိုင်ရဲ့ဆိုင်ကူကိုကြားလဲမိသားစုရဲ့အဆောင်တွေနဲ့စကားပြောနေတာတွေ့လိုက်ရတော့ရွှမ်းဟာကလည်းမကောင်းတဲ့ခံစားချက်မျိုးရနေတာမို့အမြန်ထွက်သွားလိုက်ကြပါပြီ။ထွက်ပြေးနေရင်ကြားလဲမိသားစုရဲ့အဆောင်တွေကလမ်းကိုပိတ်ထားပြီးပြဿနာရှာနေတော့ရွှမ်းအားကပြန်ပြီးတိုက်ခိုက်မဲ့လုပ်နေပေမဲ့ဈေးပစ္စည်းတွေကိုကာကွယ်ဖို့ကအရေးကြီးတာမို့ရှောင်းရမ်းကရွှမ်းအားလက်ကိုဆွဲပြီးထွက်ပြေးသွားတော့အဆောင်တွေလည်းနောက်ကလိုက်ဖမ်းပြီလေလမ်းလေးကကျင်းနေတာမို့လူတယောက်ရဲ့ပစ္စည်းလဲနဲ့လမ်းကပိတ်နေပါတယ်ရှောင်းရမ်းတို့ကအပေါ်ကနေခုံပြန်ကျော်လွားလွတ်သွားပေမဲ့ငနဲတို့ကတော့ဘာလဲဝါးနဲ့မတိရိုက်လိုက်တာပစ္စည်းလေးလွန့်စင်ကုန်လို့ပိုင်ရှင်လည်းမပြောတော့ဘူးလေရှောင်းရမ်းတို့ကမျက်ချီဖြတ်ဒီကြောင်ကပ်ပုံတွေကမို့ငတုံနှစ်ယောက်လည်းမတွေ့တော့ပါဘူးရွှမ်းနာကဘာမှမဖြစ်ပေမဲ့စွမ်းအားမရှိတဲ့ရှောင်းရမ်းကတော့အသက်ပါထွက်လူကြီးဖြစ်နေပါတယ်။ကြားရဲပြီဆိုတဲ့အဖိုးကြီးကရှောင်းရမ်းလူကိုအမြင့်ထက်ချင်းနေတာမို့နေရာတိုင်းမှာအဆောင်လေးလွတ်ထားတော့အခက်တွေ့နေပါတယ်။အစကရွှမ်းအားထွားဝယ်မဲ့လုတ်ထားတဲ့ဆိုင်တစ်ဆိုင်ရှိနေပေမဲ့အခုတော့အချင်းကြီးမကောင်းလို့ဆိုင်တစ်ဆိုင်ပြောင်းမှပဲရတော့မှာပါ။တကယ်လို့ဈေးကွက်ကရှောင်းမိတော့ဆိုရင်ထိန်းချုပ်မှုအောက်မှာရှိနေမယ်ဆိုရင်တော့အရာရာအဆင်ပြေပါတယ်။နားပြီးတော့တခြားတစ်ဖက်ကနေထွက်သွားလိုက်ကြပါပြီ။လူတယောက်ကကြားရဲအောက်ဆိုရင်ငနဲကိုသွားတိုက်မိတာမျက်စိကြီးမှတ်ပြီးတောင်းပန်ပါတယ်ဆိုပြီးပရဲနေတာနောက်မှကြားကိုသွားတိုက်မိမှန်းတီတော့ဒူးတုံနေပါပြီငနဲကသူကအဲ့လောက်ကြောက်စရာကောင်းနေလို့လားမေးပြီးဖေးမှဖေးနေတာအဆောင်နှစ်ယောက်ကရှောင်းရမ်းကိုမဖမ်းမိကြောင်းလာပြောတော့တင်းပြီးအစွမ်းတွေပြလိုက်တာတိုက်မိတဲ့ငနဲကတော့မိုးပေါ်ပြန်တက်ပြီးပြုတ်ကျသွားတော့ရှောသွားပြီလားတော့မသိဘူးအဆောင်တစ်ယောက်ကဆိုင်အကူနဲ့စကားပြောခဲ့တာရှောင်းရမ်းကအစင်းမြင့်ဈေးဝါးတွေဝယ်ထားမှန်းတီတော့ရှောင်းမိသားစုကအစင်းမြင့်ဈေးဖော်ဆက်စရာကိုငှားထားတယ်ထင်တော့ကြပါတယ်အဲ့လိုမျိုးဆိုရင်ရှောင်းရမ်းကိုရှာဖို့ပိုးပြီးခတ်သွားပြီဆိုပြီးထွက်သွားတာသူကြည့်တော့ရေမချိုးတာတလားလောက်ရှိနေပြီတခြားဈေးထဲမှာရှိနေတဲ့သူတွေကိုစီးရဲနဲ့ရလိုက်တာဆိုပြီးဘလိန်သွားပါသေးတယ်မော်မြူတွေကဆေးလုတ်ဖို့မရှိမဖြစ်လိုအပ်တဲ့ပါဝင်ပစ္စည်းဖြစ်လို့ရှောင်းရမ်းတို့ကအဖွားအိုတယောက်စီမှာအ
အစင်တက်သားရဲ့မှော်အမျိုးတွေကိုဝယ်နေကြတာပေါ့သူတို့ဝယ်ယူမဲ့မှော်အမျိုးတွေကတော့အားလုံးထဲမှာအစင်အနှင်းဆုံးဖြစ်နေပေမဲ့စီးလုံးတွေမှာကြမ်းကျွတ်တဲ့စွမ်းအားတွေကိုခံစားမိရပါတယ်မောင်ဆောင်ရန်ကတော့တောသားလို့ခေါ်ရတော့မလားပဲမှော်အမျိုးတွေကိုလည်းမမြင်ဘူးလို့ဖြူးပြေးပြီးကြည်နေပါပြီမြို့ပြင်ဘက်ကမိစ္ဆာသားရဲ့တောင်ပေါ်မှာကျေးစားဖွဲ့တွေအများကြီးရှိတဲ့ကြားတာပြီးသူတို့ကမိစ္ဆာသားရဲတွေစီကမှော်အမျိုးတွေကိုအမဲလိုက်ပြီးအသက်မွေးကြပါတယ်အဲ့ဒီမိစ္ဆာသားရဲတွေကလည်းရက်ဆက်ပြီးကောက်ကျစ်တာမှုသူတို့ကိုအမဲလိုက်ခံရတာကလည်းတနာစရာကောင်းမနေပါဘူးဘွားတော်ကအဲ့လိုမှော်မျိုးတွေမျိုးလေးတောင်လူတိုင်းရှိနိုင်တာမဟုတ်ဘူးတဲ့လीဘွားတော်တီးရသလောက်ကျေးစားအဖွဲ့တွေကတောင်ပေါ်မှာမိစ္ဆာသားရဲတွေကိုတလကြောင်အမဲလိုက်တာတောင်မှော်မျိုးတွေတစ်လုံးလေးတောင်မရကြဘူးတဲ့လीမှော်မျိုးတွေကအဖို့တန်ပေမဲ့တရားမှာတစ်ခုမရှိဘူးဆိုတဲ့စကားတွေကတော့အပိုပြောရအောင်နေပါတယ်ဘွားတော်ကသူတို့ကရှောင်းမီသားစုရဲ့ပိုင်းတဲ့ထဲမှာစီးပွားရေးလုပ်နေတာမို့ဘာညာရှင်းပြမှုရှိတယ်စိုင်ကြီးကတောင်တုံခါသွားလို့ဈေးကွက်ထဲမှာတခုခုဖြစ်ပြီးဆိုပြီးရှောင်းရန်ကရွှမ်းအားကိုမှော်မျိုးတွေဝဲပြီးအိမ်ပြန်ခိုက်လိုက်ပါတယ်သူကတော့ဖိုက်တာကြီးသွားလို့တော့မှာပါအဆောင်တရုတ်ကိုမေးကြည့်တော့ကြားလဲမိသားစုရဲ့အဆောင်တရုတ်ကဈေးကွက်ထဲကိုရုတ်တရက်ဖြတ်တနာလာရှာပြီးဈေးကွက်ထဲကလူတွေကိုစီးပွားရေးမလုပ်ဖို့ပါပြောနေပါတယ်ဆိုတော့မောင်ဆောင်ရန်ကတော့သူသွားကြည့်ရုံပဲပြောပြီးပြေးသွားပါတယ် ဒီငနေနဲ့ကောင်ကသူတို့ထီလောက်ထီပြဿနာရှာထားတာကိုရှောင်းရန်ကရောက်မလာသေးလို့စိတ်မရှိဖြစ်နေပါတယ်ငနေတယောက်ကစိတ်ရှိရှိနဲ့စောင့်ထားခိုင်းပြီးသူကရှူရှူပေါက်ဆိုပြီးထွက်သွားတော့အလေးချောင်းနေတဲ့မောင်ရှောင်းရန်ကပေးစလိတ်ကြီးကိုပြစ်ချလိုက်ပြီးငနေကိုချုပ်ထားပြီးရှူပေါက်သွားတဲ့တယောက်ကိုသွားရှင်းမဲ့လုံနေတာငနေကရောက်ချလာတော့ရှောင်းရန်မှာမင်းရဲ့တင်သွားတာကမြန်လိုက်တာဆိုပြီးနောက်ဆုတ်နေတာချုပ်ခံရတဲ့တယောက်ကပါနောက်ကနေထပ်ထွက်လာတော့ငနေနဲ့ယောက်ကတော့သူတို့ရဲ့သခင်လေးကမင်းကိုလက်ဖက်ရည်တိုင်းဖို့ခိုးတာပါဆိုတော့မောင်ရှောင်းရန်ကကြားလျက်အောက်ရဲ့လက်ဖက်ရည်ကိုထုံမတော့ဘူးဆိုပြီးဆင်းပြီးတော့ငနေနဲ့ယောက်ကလက်ချနေပြီးဟိုထိုးဒီထိုးနဲ့မနိုင်တာမို့ရှောင်းရန်ကအပေါ်တက်ပြီးလီကိုင်းဘက်ကနေတက်လာတဲ့အဆောင်ကြီးကိုပန်းဟူရီနဲ့ကောက်ပြနေပါတယ်ပြီးတော့ကြားလျက်အောက်ဆိုတဲ့ငနေကဖမ်းထားလိုက်ပြီးမောင်ရှောင်းရန်ကိုမတ်တက်ရက်ကြီးဗလိနေပါတယ်ဗလိန်ကျင်တာဗလိန်ပြီးကင်ပေါက်လိုက်တာအပေါ်ကိုဝါလုံး10လုံးအညင်းလောက်ထိမြောက်တက်သွားတာရွှဲဟာအယောင်ဆိုးလို့မဟုတ်ရင်ခွီးနေတော့ပါပြီငနေထဲကမှမျိုးနွယ်စုခေါင်းဆောင်ရဲ့သားထိတဲ့ငနေကြီးကတော့ရွှဲဟာကိုရှောင်းရန်နောက်လိုက်ရင်အလကားပဲဆိုပြီးသူ့မိမလွတ်ခိုင်းနေပါတယ်မောင်ရှောင်းရန်ကသူကြည့်တော့ရွှဲဟာရှိနေလို့မသိတာအဲ့ဒါကိုရွှဲဟာကိုမထိနဲ့ဆိုတော့ငနေကြီးကထပ်ပြီးဗလိန်ပြန်ပြီးလीအဲ့တော့ရွှဲဟာကဝင်ပြီးညင်းလိုက်တော့မှငနေလည်းညင်းသွားပါတယ်ရှောင်းမီသားကြီးရဲ့အဆောင်တွေလာနေပြီးမို့ငနေကြီးနဲ့ငနေလေးတွေလည်းပြင်းခံရမှာစုလို့လစ်ပြီလေငနေကြီးကအိမ်ကိုပြန်ရောက်သွားတော့သူတို့ဈေးကွက်ထဲကိုတောင်းကျမ်းပြီးရှောင်းမီသားစုကိုပြဿနာရှာနေတာကိုယွန်းလန်းကွိုင်းကဝင်းမပါတာမို့ရှောင်းမီသားစုနဲ့ယွန်းလန်းကွိုင်းကဘာမှပတ်သက်မှုတိတ်မရှိတာသိလိုက်ရတော့ပိုးပြီးလှုပ်ရှားလို့အဆင်ပြေသွားတာမို့ကျေနပ်နေချိန်ဈေးဖော်ဆက်ဆရာခေါ်ထားတာလို့ထင်းနေကြောင်းအခက်တွေ့သွားရပြန်ပါတယ်ဈေးဖော်ဆက်ဆရာတယောက်ကရှောင်းမီသားစုကိုပြိုင်ပတ်ကောင်းထိလာနိုင်အောင်ပြောင်းလဲပြဖို့ကြံနေတာမို့အညွန့်ချိုးပြဖို့ကြံနေပါတယ် တုတ်ချီကိုထိတွေ့စမ်းတက်နိုင်တဲ့ပုံစံထိအောင်ထုတ်တာမျိုးကိုရှောင်းရမ်းရဲ့အဖေတောင်မလုပ်နိုင်တာမို့ရောက်ချမ်းကိုအံ့ဩနေတာပေါ့ရောက်ချမ်းကတုတ်ချီထိန်းချုပ်တဲ့ပညာတွေကိုသင်ပေးနေပါလေရှောင်းရမ်းတို့ဝဲလာတဲ့စေးဝါပင်တွေနဲ့မော့အမြူတွေကိုပေါင်းပြီးတန့်စင်လိုက်တာဝိညာဉ်အားဖြည့်တဲ့စေးလုံးကိုတန့်စင်လိုက်နိုင်ပါလေရှောင်းရမ်းကတုတ်ချီရှိအဆင့်3လေးနဲ့မိကိုထုတ်လုပ်နိုင်တာမို့ထူးခြားမှုရှိနေပါလေမိကိုထုတ်နိုင်ဖို့အစွမ်းကုန်သုံးပြီးစူးစမ်းနေပြီမဲ့ပြန့်ကျဲသွားပြီးရှုံးနှိမ်သွားရပါလေဒါပေမဲ့ဒီအစ်စ်နဲ့ဒီအတိုင်းဓာတ်ထီလုံနိုင်တာကအတော်လေးထူးခြားနေပါပြီ။မိကိုထုတ်ကြည့်ဖို့လှုပ်ထားတာမို့အစင်းမပြေမှဆိုလို့နားခိုင်းနေတော့ရှိသေးတယ်။ဆရာသမားကတော့တွေးတယ်ပါအန်ထွက်တော့ရောက်ချမ်းပြောနေတာတွေတောင်မကြားနိုင်တော့အောင်ဖြစ်သွားရပါလေ။